trend like ပြီးတော့ business တစ်ခုစကျင်တဲ့သူတွေအနေနဲ့ကြတော့အဲ့လို innovation သွားတဲ့သူတွေကရမ်းမြန်တယ်သူကချက်ချင်းစပြီးကောင်းတယ်ပေါ်လိုက်တယ်ပေါ့နော်ဒါပေမဲ့အဲ့လက်ကြတော့အဲ့လိုတစ်ခုဆိုရင် product ဆိုရင်လည်းအချိန်ယူတယ်ပေါ့အဲ့ဒါကြောင့် trend ဖြစ်တဲ့ဟာဆိုမလိုက်နိုင်ဘူးပေါ့အဲ့လိုမျိုးသူတွေလည်းရှိမယ်ပေါ့ဟုတ်စိတ်ပူစရာမလိုဘူးဘာလို့လဲဆိုတော့စီးပွားရေးလုပ်တဲ့အခါကျရင်သူက market size ကပဲအရေးကြီးတာလေဟိုဒီပစ္စည်းတစ်ခုထုတ်တော့မယ်ဟေးဆိုဒီပစ္စည်းကို adapt လုပ်မယ် market size ကဘယ်လောက်ရှိလဲဆိုတာပဲအရေးကြီးတာအဲ့တော့ကိုကဖြည်းဖြည်းချင်းဒီနောက်ကနေလိုက်ပြီးတော့လုပ်မယ်ဆိုရင် trend ကိုမမီအရန်မမီခိုရတဲ့ business မျိုးရွေးချယ်ပြီးသွားလို့ရတယ်ပြီးတော့ trend ကိုမမီခိုတဲ့ပုံစံမျိုးလုပ်လို့ရတယ်ဆိုတော့ခုနကပြောဆိုပေါ့အခု AI နဲ့အရန်ခက်စားရဆိုပြီး AI နဲ့ပတ်သက်ပြီးတော့ AI project တွေလက်ခံနေပါညာခုကဆိုတော့ဟိုပါဘောနော် business တစ်ခုဟိုကစမယ်ဆိုရင်ပဲထားပါအဲ့ဒါဆို innovation အရန်မီခိုရတယ်ဘာလို့လဲဆိုတော့သူကအမြဲတမ်းအစ်လာနေမှာပဲလေဒါပေမဲ့ကိုကအဲ့ဒါကိုလေစီးပွားရေးရလဲလှုပ်ချင်တယ်ဒါပေမဲ့အဲ့လောက်လေကိုကမလိုက်နိုင်ဘူးဆိုရင်ကိုကဘာလုပ်လို့ရဆိုအဲ့ space ထဲမှာပဲအဲ့ AI အကောင့်ရောင်းပေးတဲ့စီးပွားရေးလုပ်ရတယ်လေဒါကြီးကဟိုးရှေးခေတ်တည်းကပြောရမယ်ဆိုကျွန်တော်တို့အိုင်ဂျွန်းအကောင့်ဝယ်ပေးတဲ့စီးပွားရေးလုပ်ငန်းသဘောတရားနဲ့အတူတူပဲအိုင်ဂျွန်းအကောင့်ခေတ်အိုင်ဂျွန်းဝယ်ပေးတယ်နော် Mobile Legend Diamond ခေတ် Mobile Legend Diamond ဝယ်ပေးလို့ရတယ်နော်ပြီးတော့အခု Play Store ကတ်တွေဆိုလဲ Play Store ကတ်တွေဝယ်ပေးလို့ရတယ် Zone အကောင့်ဒါ Zone ဆိုတာ service ရှိရလေ Zone အကောင့်ပြောင်းတဲ့ service တွေဝယ်ပေးလို့ရတယ်အဲ့ service လုပ်လို့ရတယ်ဒါအခု AI ဆိုလဲတူတူပဲသူတို့လိုတယ် user ရဲ့အကောင့်လိုမှာပဲအဲ့လုပ်လို့ရပြောချင်တာဘယ် business scape မှာမဆိုပေါ့နော်အရင်ရှိထိုးဖောက်နေတဲ့ business form တွေလည်းရှိသလိုဒီ industry ထဲမှာပဲ same industry ထဲမှာပဲလှုပ်စီနဲ့ထောက်လို့ရတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်အခုဒီ GYS မှာဆိုရင်နှစ်ဖက်ကွဲတယ်ပေါ့တစ်ဖက်မှာကျတော့ traditional ကျောင်းသားတွေဒီဆရာမတွေနဲ့တွေ့ပြီးတော့စာသင်ရတဲ့ 1-by-1 tutorial Zoom class တွေရှိတယ်ဒါဒီ traditional no innovation just ကျောင်းသားလာမယ်ဆရာမနဲ့စာသင်တယ်ပြီးပြီတစ်ဖက်မှာကျတော့အရန် highly volatile ဖြစ်တဲ့ edutech market ကြီးရှိတယ်ဒီပညာနဲ့အခြေခံပြီးတော့ innovate လုပ်နေရတဲ့ product ပေါ့နော်အဲကြောင့် application မှီရတဲ့ website ကိုမှီရတဲ့အမြဲတမ်း application ဆို feature တွေထည့်ပေးရတယ်အခုဆိုရင်ဒါ GYS မှာနောက်ဆုံးအခု feature တွေထည့်တာပေါ့နော်ဒီနှစ်ထဲမှာဆိုလည်းထည့်တာအများကြီးရှိတယ်နှစ်တိုင်းထည့်နေအခုဆိုရင် video တွေကိုသူတို့အရင်တောင်းဆိုတာလည်းများတယ်အဲ့ခါကျ video save လုပ်လို့ရအောင်လုပ်ပေးထားတာကြီးအခုဆိုလုပ်လို့ရတယ် video save လုပ်လို့ရတယ် new feed အနေနဲ့ပေါ့နော် GYS မှာ video တွေပါတင်တာတွေပါရအစားအဲ့လိုမျိုးတွေအသစ်တွေထည့်တာဒါ outlet တို့ update ဟို application update လုပ်ပြီးဖြစ်ဝင်ကြီးတွေ့လိမ့်မယ်အသစ်တွေဒါပေမဲ့ announce တော့မလုပ်ရဘူးပေါ့နော်ဒါကြုံလို့ပြောဖြစ်တယ်ဆိုတော့အဲ့ဒါတစ်ဖက်က business ဆိုတော့အဲ့လိုမတူတဲ့ဟာနှစ်ခုချထားတာပေါ့နော်ဒါကတော့ဒီချိန်နေရောက်မှလုပ်နိုင်တာပေါ့နော်အရင်တော့ကိုရဲ့ nature ရဒါလုပ်နိုင်တယ်ဆိုဒီတစ်ခုပဲဖြည်းဖြည်းချင်းလှုပ်စီလုပ်ပြီးွားတဲ့ခါကျမှနောက်တစ်ခုဖြည်းဖြည်းတက်အဲ့လိုမျိုး